အင်းရှာဖို့အတွက်အရင်ဆုံးအသီးရွက်တွေကိုလှီးထားပါမယ်ကျွန်တော်ကတော့ရုံးပတေသီးခရမ်းသီးပေးတန်းရှည်မြင့်အနည်းငယ်သုံးထားပါတယ်အသီးရွက်ကိုကြိုက်ရထည့်နိုင်ပါတယ်ဘယ်သီးစိမ်းထည့်ချောင်းခွေးထားပါမယ်လီပီသာဟင်းသီးဟဲတွေကိုချဲမဲဦးထည့်ပါမယ်ရုပ်သီးစိမ်းထည့်ပါမယ်ငပိတ်ထည့်ပါမယ်စားဟင်းချုံမုံထည့်ပါမယ်စီအနည်းငယ်ထည့်ပါမယ်ဟင်းမျိုးအတွက်ပစွန်အနည်းငယ်ထည့်ပါမယ်ရွှေပစွန်ရှားထည့်ရင်လေးရပါတယ်ရေထည့်ပါမယ်အသားငါးတွေလေးထည့်လို့ရပါတယ်အုံးမှာကြက်သားတို့ဝက်သားတို့ကိုကြိုက်ရထည့်နိုင်ပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်ဟင်းပေါင်းဆိုတာဘုန်းကြီးရောက်နေမှာပဲစားရတဲ့ဟင်းတစ်မျိုးဖြစ်ပါတယ်ဟင်းကိုကြက်ခါနေရင်ပင်စိမ့်လေးအောက်ပါမယ်ပင်စိမ့်မကြရင်ကိုကြက်နေတဲ့ထည့်နိုင်ပါတယ်ရှဲရလွေကူပြီးအရသာရှိတဲ့ရခိုင်ဟင်းပေါင်းတစ်ခွဲရပါပြီကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်